မိုးရွာနေတဲ့နေ့တနေ့မှာတော့ဟာနပီလို့ခေါ်တဲ့ကောင်မလေးတယောက်အိမ်ပေါ်ထက်ကနေတခြားကလေးတွေကစားနေတာကိုကြည့်နေခဲ့ပါတယ်။ဟာနပီလာလေဟာမိုးရွာတဲ့ကစားရအောင်ရှေ့ကောင်းနေဟာစို့မယ်လေဟာအောက်ကလာခဲ့။အောက်ကကလေးတွေအများကြီးဟာနပီကိုဝိုင်းခေါ်နေကြတာမလို့ဟာနပီလည်းအောက်ကိုဆင်းပြီးတခြားကလေးတွေနဲ့တူတူကစားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဟာနပီလည်းအောက်ထက်မှာသူ့အမေကိုခွင်တောင်းဖို့ပြေးဆင်းလာပါတယ်။သူ့အမေကတော့ကွန်ပျူတာတစ်လုံးနဲ့အလုပ်တွေရှုပ်နေရပါ။အမေသမီးပြင်မှာကစားချင်လို့ကစားလို့ရမလားယင်မရဘူးသမီးမိုးရတဲ့ဆိုရင်ဖျားမယ်နားမယ်မရဘူးတွားကိုခန့်ကိုတွားပြီးရင်အိတ်တော့ဟာနပီလည်းအတော်စိတ်ညစ်သွားတာမလို့အပေါ်ထက်ကိုပြေးတက်သွားပါတယ်ဟဲ့ကလေးတွေဒီမှာဘာလို့လာစောင့်နေရလဲမိုးရွာနေရလေအိမ်မြန်ကြတော့တော့ကလေးတွေကိုမောင်းထုတ်လိုက်တာမလို့အတော်စိတ်ညစ်သွားတာပေါ့နောက်ရက်မှာတော့ဟန်ဆိုလို့ခေါ်တဲ့ကောင်လေးတယောက်ကျောင်းကိုသွားနေခဲ့ပါတယ်သွားနေရင်နဲ့ဟာနပီတို့အိမ်နာကိုရောက်လာတဲ့ခါမှာတော့ခဏရပ်လိုက်ပါတယ်ဟေးဟာနပီဟေးဟန်ဆိုရဲ့အော်တန်ကြောင့်ဟာနပီလည်းသူ့ကိုခေါ်နေတယ်ဆိုတာကိုတတိထားမိသွားပါတယ်ဟာနပီကဟန်ဆိုနာကိုသွားချင်တယ်ဆိုပေမဲ့အိမ်ထဲမှာသူ့အမေရှိနေပါတယ်ဒါပေမဲ့အရေးစွန်ပြီးထွက်လာပါတယ်အေးဘာကိစ္စလဲပြောလေဟာနင်စာမတင်ဘူးလားဟာတင်တယ်လေဟာဒါပေမဲ့အိမ်မှာပဲတင်တာဘာလို့ကြောင်းမတက်တာလဲကျောင်းမှာဆိုတငယ်ချင်းတွေရောဆီယာမတွေရောအများကြီးပဲပျော်စရာကြီးလေဟာနင်တို့လိုကျောင်းတက်ချင်တာပေါ့ဟာဒါပေမဲ့ငါ့အမေကကျောင်းပေးမတက်ဘူးဟာတော်ပြီဟာငါ့ကိုအပြင်မှာတွေ့ရင်ငါ့မိတ်စုလိုက်မယ်သွားပြီဟန်ဆိုလဲဟာနပီကိုတနာသွားခဲ့တာပေါ့ဒီနောက်မှာတော့ဟာနပီရဲ့အမေဖြစ်သူဟာအိမ်ပေါ်ထက်ကိုတက်လာပြီးအိုးစားလဲတော့သမီးအမေတို့သွားเสียရှိတယ်ဟာနပီတို့သားမေကားနဲ့ထွက်သွားခဲ့ပါတယ်စားတောက်ဆိုင်မှာတော့စားစရာတောက်စရာများကြီးနဲ့စားတောက်နေခဲ့ကြပါတယ်ဟာနပီလည်းအမေသမီးလည်းသူများတွေလိုကြောင်းတက်ချင်တယ်မရဘူးမရပါဘူးဟာနပီတို့ကအရန်ချမ်းသာကြတယ်ဆိုပေမဲ့အရန်ကိုအထီးကျန်လွန်းပါတယ်တနေ့ပါတငယ်ချင်းမှမရှိတာမလို့အရန်ပြင်းစရာကောင်းပါတယ်မိုးရွာတဲ့နေ့မှာတော့ဟာနပီလည်းအပြင်ကိုထွက်ကြည့်နေပါတယ်အဲ့ဒီအချိန်မှာဟန်ဆိုကဟေးဟာနပီမိုးရွာထဲမှာစော့မလားအောက်ကိုဆင်းလာခဲ့လေဟာငါမိုးရည်တယ်လာလို့မရဘူးဟာโอเคလေဒါပေမဲ့အောက်တော့ဆင်းလာခဲ့ဟာငါနေ့ကိုပျော်အောင်လုပ်ပေးမယ်ဟာနပီလည်းအောက်ကိုမြန်ပဲဆင်းလာပါတယ်မင်္ဂလာပါလေဒီဟာနပီကျွန်တော်မျိုးကတရားလေဒီလေးပျော်သွားအောင်ကပြပါမယ်ဟန်ဆိုရဲ့ပေါက်တက်ကြအကတွေကြောင့်ဟာနပီလည်းတော်တော်လေးကိုပျော်သွားခဲ့ရပါတယ်ဟန်ဆိုကအိမ်မှာအထီးကျန်ဆန်နေတဲ့ဟာနပီလေးကိုပျော်ရွှင်အောင်မကြာခဏလှုပ်ပေးတတ်ပါတယ်သူစားမဲ့မုန့်တွေကိုလည်းဟာနပီအမေမသိအောင်ကြွေးတတ်ပါတယ်အဲ့လိုနဲ့တရက်မှာတော့ Good morning ဟန်ဆိုထားတော့လေကွယ်ဟုတ်ကဲ့မေတားနိုးနေပါပြီအေးတားပညာရေးအတွက်ကိုရီးယားမှာကျောင်းသွားတက်ရမယ်အဲ့တော့လိုအပ်တာတွေလုပ်ထားနော်ဗျာဒီနေ့လားအခုတော့ဟန်ဆိုကိုသူ့အမေနဲ့သူ့အဖေကကိုရီးယားကိုပို့တော့မှာပါအဲ့လိုပို့လိုက်တာမလို့ဟာနပီရဲ့အိမ်ကိုဟန်ဆိုကရောက်မလာတော့ပါဘူးဟန်ဆိုကဘာဖြစ်နေလဲမသိဘူးငါအိမ်ကိုမလာတော့ပါလားဟာနပီလည်းနေတိုင်းလာပြီးသူ့ကိုပျော်ရွှင်လှုပ်ပေးတဲ့ဟန်ဆိုမလာတော့စိတ်တော်ညှက်သွားပါတယ်တခုခုတော့တခုခုပဲဟန်ဆိုငါ့ကိုဘာမှလည်းမပြောခဲ့ဘူးသူဘာဖြစ်နေပြီလဲမသိဘူးဟာနပီကိုပျော်အောင်လှုပ်ပေးနိုင်တာဆိုလို့ဟန်ဆိုပဲရှိတာပါဒီလိုနဲ့တရက်မှာဟာနပီအိပ်ပျော်နေတော့မိုးရီကအသေးအတန်ရွာချလာပါတယ်ဝေါမိုးရီရွာနေပဲပျော်လိုက်တာဟာနပီလည်းအပြင်ဘက်ကိုအမြန်ပြေးထွက်သွားခဲ့ပါတယ်အပြင်မှာကလေးတွေစော့နေတာကိုမြင်လိုက်ရပေမဲ့အဲ့ဒီထဲမှာဟန်ဆိုကိုလုံးဝမတွေ့ရပါဘူးဟာဟန်ဆိုမပါပါလားဒီလိုမိုးရွာတဲ့နေ့တောင်မလာဘူးရောโอเคသူတို့ကတော့ဟန်ဆိုဘာဖြစ်နေလဲဆိုတာကိုသိချာသိမှာပဲအဲ့လိုနဲ့ဟာနပီလည်းအောက်ထက်ကိုမြန်ပဲပြေးဆင်းလာခဲ့ပါတယ်ဟေးဟန်ဆိုဘယ်ရောက်နေလဲသူမတွေ့ပါလားအေးနင်မသိသေးဘူးလားဟန်ဆိုကပညာသင်ဖို့ကိုရီးယားကိုထွက်သွားပြီလေဟာအဲ့လိုကြီးလားအဲ့ဒါကြောင့်သူမလာတာကိုငါ့နှုတ်တော့နှုတ်ဆက်သွားဟာဟာနပီလည်းဟန်ဆိုမရှိတော့ဘူးဆိုတာကိုသိလိုက်ရတော့စိတ်တက်ကြသွားပါတယ်စိတ်တက်ကြနဲ့ပဲအိပ်ပျော်အောင်အိပ်လိုက်တာပေါ့အဲ့လိုနဲ့အချိန်တွေကုန်သွားရင်ဟာနပီတို့လည်းအပြိုပေါက်အရွယ်လေးဖြစ်လာပါတယ်ဝေါဒီနေ့တော့ตายရလိုက်တာဟာနပီကငငယ်တုန်းကလိုပါပဲအိမ်ကနေပြင်ကိုထွက်လို့မရပါဘူးဘိုက်စားလိုက်တာဟာငါမေပါရချက်လည်းမသိဘူးဟာနပီစားမယ်လေမနှက်စာစားမယ်အဲ့လိုနဲ့အိမ်ထဲမှာနေရတာကြာလာတဲ့ဟာနပီလည်းအမေဆာကူရာကျောင်းကြီးမှာကျောင်းတက်လို့ရပြီထင်တယ်သမီးပြောတာမှန်ပါတယ်ဆာကူရာစကူကမြို့ထဲမှာအစင်းမြင့်ဆုံးကျောင်းပဲအဲ့ဒီကျောင်းမှာသမီးကျောင်းသားတက်ရမယ်ဒါပေမဲ့
ဘသူနဲ့မှတငယ်ချင်းမလုပ်ရဘူးဘသူနဲ့မှရင်းရင်းနေမနေရဘူးစာပဲလုပ်ရမယ်โอเคအဲ့လိုနဲ့အရွယ်ရောက်လာတဲ့ဟာနပီလည်းသူ့အမေရဲ့ခွင့်ပြုချက်နဲ့တူတူဆာကူရာကျောင်းမှာကျောင်းတက်ခွင့်ရလာပါတယ်ဟိုးဒါငါဘဝရဲ့ပထမဆုံးကျောင်းတက်ရတဲ့နေ့ပဲတငယ်ချင်းတွေအများကြီးရမယ်စာရီလည်းတေချာသင်ရမယ်ပျော်လိုက်တာဟာအဲ့လိုနဲ့ဟာနပီလည်းဆာကူရာကျောင်းမှာစာစသင်ခဲ့ပါတယ်နေ့လယ်စာစားချိန်မှာတော့ ဟေးဟာနပီငါတို့နေ့လည်စာသွားစားမယ်လေဟာအေးသွားစားတာပေါ့ဟာနင်တို့ပဲဆိုင်မှာသွားစားခြင်းလဲစိတ်ကြိုက်ရွေးလေဟာဟာနပီညဘာလုပ်တာလဲပေးရတငယ်ချင်းတွေလည်းကြောင်သွားတာပေါ့ sorry ပဲဟာအဲ့ဒါငါအမေဟာငါသွားတော့မယ်ဟာဟာနပီလည်းသူ့အမေစီကိုအမြန်ပဲပြေးသွားခဲ့ပါတယ်နင်ကျောင်းတို့ခံချင်ရလားဟမ်နင်ကိုပြောထားတယ်လေဘသူနဲ့မှမပေါင်းရဘူးဘေးမှမသွားရဘူးလို့ပြောထားတယ်လေမမှတ်မိဘူးလားမဟုတ်ဘူးလေအမေသမီးတို့နေ့လည်စာစားရအောင်မယ်လေနင်နောက်ခါဒီလိုလို့နင်ကိုကျောင်းထုတ်ပြစ်မယ်သိလားဟာနပီလည်းစိတ်ညစ်ရပါတယ်အဲ့လိုနဲ့ညဘက်ကိုရောက်တဲ့အခါမှာဖုန်းတကောဝင်လာပါတယ်ဟာနပီလည်းဖုန်းကင်လိုက်တာပေါ့ဟယ်လိုဟာနပီငါတို့နေ့အိမ်အောက်မှာရောက်နေပြီဟာဘာလဲဟာဟာနပီလည်းအပြင်ကိုအမြန်ထွက်ကြည့်လိုက်ပါတယ်အေးအောက်ကိုဆင်းလာပါအောင်ဟာနပီလည်းအောက်ထက်ကိုအမြန်ပြေးဆင်းလာပါတယ်ညာကြီးအချိန်မတော်ဘာကိစ္စလဲဟာနေရလဲစောပါသေးရဟာဒီနေ့ကကာကူရာရဲ့မွေးနေ့လေဟာသူကငါတို့အားလုံးလာစိတ်ချနေတာဟာနေလဲလိုက်ခဲ့လေဟာဘေးရောက်စီလောင်းကလည်းဟုတ်တယ်ဟာလာပါဟာအေးခဏတော့စောင့်ဟာနပီလည်းမွေးနေ့ပွဲသွားဖို့တေးသေးချာချာပြင်ဆင်လိုက်ပြီးထွက်လာပါတယ်သူ့အမေကိုကြည့်လိုက်တော့အမေဖြစ်သူကအိပ်ပျော်နေပါပြီဟာနပီလည်းသူ့အမေကိုခွင့်တောင်းရင်မရမှသိနေရမလို့အမေမသိအောင်တက်ကလေးပဲထွက်လာခဲ့ပါတယ်ဟာနပီတို့ကမွေးနေ့ပွဲကိုတညလုံးကဲပြစ်လိုက်တာပါအဲ့ဒါကြောင့်မနှက်မိုးလင်းကြတော့အိမ်ကိုပြန်ရောက်မလာသေးပါဘူးအမေဖြစ်သူလည်းသူ့သမီးပြောင်းနေတာကိုသိသွားတော့တော်တော်လေးကိုဒေါသထွက်သွားတာပေါ့အဲ့လိုနဲ့ဟာနပီအိမ်ပြန်ရောက်လာတဲ့အခါမှာနင်ပဲသွားနေရလဲမလိန်နဲ့နော်မမှန်ဖြေသမီးတငယ်ချင်းရဲ့မွေးနေ့ပွဲကိုသွားနေတာအမေပြန်လိုက်ပို့မဲ့ကားပြက်နေလို့မနှက်ရောက်သွားတာအမေရဲ့အခုအားစပြီးကြောင်းသွားเสียမလို့တော့ဘူးနော်ဘာလို့လဲအမေသမီးအသက်တွေတောင်ကြီးလာပြီသမီးအမေကိုနားမလဲတော့ဘူးအမေကသမီးပျော်နေတာမမြင်ချင်တော့ဘူးလားအမေကသမီးအမေရောဟုတ်ရဲ့လားဘာနင်ပါစကားတွေပြောနေရလဲအမေဖြစ်သူကဟာနပီကိုဒုတ်ကြီးနဲ့ရိုက်ပါလေရောရိုက်ရင်နဲ့မိုးတွေတောင်ရွှလာပါတယ်လာအထဲဝင်ပြီးနင်တက်လို့အပြင်ထွက်ဖို့မစင်စားနဲ့ဒါပေမဲ့ဟာနပီကအထဲမဝင်ပဲအပြင်ကိုပဲထွက်ပြေးသွားခဲ့တာပါပြန်လာစမ်းဟာနပီပြန်လာလို့ပြောနေတယ်နော်ဟာနပီကအရွယ်ရောက်နေပြီမလို့သူ့ဘာသာသူဆုံးဖြတ်နိုင်ပါပြီအဲ့ဒါကြောင့်သူ့အမေစကားကိုနားမထောင်တော့ပဲအပြင်ကိုထွက်ပြေးသွားခဲ့ပါတယ်တသက်လုံးဖိနှိပ်ချုပ်ချယ်ခဲ့တဲ့အမေဖြစ်သူကြောင့်အရှမ်းကိုကြေကွဲဝမ်းနည်းနေရတဲ့ဟာနပီလည်းမိုးရေတွေနဲ့တူငိုပွဲဝင်ပါတော့တယ်အဲ့လိုငိုနေတုန်းမှာပဲယောက်ျားလေးတယောက်ကသူ့စီကိုရှောက်လာနေခဲ့ပါတယ်သူ့လက်ထဲကထီနဲ့ဟာနပီကိုမိုးပေးထားပါတယ်နင်ဟန်ဆိုမှလားဟာနပီဟုတ်တယ်လေဟာငါဟန်ဆိုပါဟာနပီလည်းဟန်ဆိုပွေ့ဖက်လိုက်ပြီးငါ့ကိုတခြားနေရာတစ်ခုစီခေါ်သွားပေးပါဟာငါ့မိနာမှာမနေချင်တော့ဘူးအေးပါဟာနင့်မေနင့်ကိုဘလို့နှိမ့်ဆက်လဲဆိုတာငါသိပါတယ်ဟန်ဆိုရဲ့အိမ်ကိုရောက်တဲ့အခါမှာတော့ခဏနော်ဟာနပီငါနင့်အတွက်အဝတ်စားယူပေးမယ်ငါနင့်ကိုလွမ်းနေရဟန်ဆိုရဲ့နင်ကသာငါ့ကိုပြောအောင်ထားနိုင်မယ်ဆိုတာငါသိချာသိတယ်သိချာတာပေါ့ဟာငါရဲ့နေ့ရက်တိုင်းမှာနင့်ကိုအမြဲတမ်းတတိယနေရပါဟာနပီယာငါလည်းငါ့အမေကိုမလွန်ဆန်နိုင်လို့ကိုရီးယားကိုထွက်သွားတာပါနင့်ကိုနှုတ်ဆက်ခွင့်လေးတောင်မရခဲ့ဘူးအခုတော့နင့်ကိုတက်တက်လုံးပျော်ရွှင်စေရမယ်လို့ကတိပေးပါတယ်အဲ့လိုနဲ့နောက်တစ်လမှာတော့ဟာနပီလည်းသူ့အမေရဲ့အိမ်ကိုပြန်လာခဲ့ပါတယ်သူ့အမေကသူ့အရန်လွမ်းနေတာပါအမေသမီးပြန်လာပြီလားအမေသမီးကိုအရန်လွမ်းနေတာသမီးတောင်းပန်ပါတယ်အမေရဲ့အမေလည်းသမီးကိုတောင်းပန်ပါတယ်ကွယ်အမေအဖြစ်တွေပါအဲ့ဒီအချိန်မှာပဲဟာနပီနဲ့တူတူလိုက်လာတဲ့ဟန်ဆိုလည်းဝင်လာခဲ့ပါတယ်ဟန်ဆိုမလာသေးနဲ့အောင်လေရပါတယ်သမီးရဲ့ကိစ္စမရှိပါဘူးအမေဟန်ဆိုသေချာသိပါတယ်သမီးငယ်ငယ်တုန်းကသူကသမီးကိုနေရကြောင်လာလုပ်ပြီးတဲ့ကလေးမလားအမေသိပါတယ်ကွယ်အဲ့လိုနဲ့ဟန်ဆိုနဲ့ဟာနပီလည်းပေါင်းဖက်သွားပြီးတာယာတဲ့မိသားစုလေးဖြစ်သွားခဲ့ပါတယ်ဆာကူရာဆလန်တွေကြိုက်တဲ့သူတွေက channel လေးကို subscribe လုပ်ထားပေးပါဒီ channel မှာဆာကူရာဆလန်ကောင်းတွေအများကြီးကိုတင်ဆက်ပေးပါမယ်ရှင် Just like that. Thank you so much for subscribing.